နိုင်ပါပြီကွာဗမာလဲဟာဆေးထိုးနေတာတဲ့အကောက်ပေးတယ်ပေးဘူးကွာမပေးဘူးငါ့ကိုလည်းရေးရမှာပဲငါလိုက်စားမပေးဘာကောမပေးဘူးမပေးဘူးရအောင်ရှင်းလားမပေးဘူးမင်းကြီးနောက်မှလာတယ်အတဲပုံနဲ့ရှာလိုက်ဦးခဏသာအဲ့တော့ကြီးဖြစ်တဲ့အဲ့လိုအတဲပုံတော့ပေးမှဖြစ်ပါတယ်ရောမင်းတို့စောနေလိုက်ငါမလာတော့ဘူးငါတဲပုံလိုက်ကောင်းမလို့အဲ့ဒါပါငါလည်းပါမှာပဲဘယ်လိုလဲဝင်သွားပြီကွာဘယ်လိုဟာရလဲမသိဆဲတယ်ကွာအဖေရိုဆဲတာအန်ဂျီအိုအဲ့ကောင်ယောက်ျားမို့တဲ့အတိုင်းပဲရိုဆဲတာအဲ့အစလို့ငါးစီလာမင်းငါးစီလာငါဒီလာမင်းငါဒီငါနောက်လိုက်ခဲ့မင်းကတော့ပြမယ်ဒီလာလို့ဒီလိုက်ခဲ့ဒီမှာဒီလာအဲ့ဒီနော်အဲ့ဒီဝင်လာကြက်ဟာခေလာကြည့်မယ်ငါကြီးလာရာခေလာဟောခေလာအိမ်မှာပဲရှိတယ်ငါတို့ရောက်နေခေလာအိမ်မှာပါရဟောခေလာရောက်လာမှာအော်ခေလာတချင်းလာနေဆောင်းမိုက်အဒီရဝေါဒီကညာလဲပြောင်းလို့ရတယ်မနေ့လဲပြောင်းလို့ရတယ်ညာလေးကစားရတယ်လို့ပဲဟုတ်တယ်ဒီရောက်ကိုဝင်ဦးနဲ့ငါလာပြီးလူပြေးတော့တယ်အဖြစ်မတော့ခေလာတွေ့လားပြေးလူကပြေးမလို့အဲ့လိုဂျိုးကြီးပြေးခေလာလည်းမလိုက်နိုင်ဘူးလက်ကြီးတို့ခေလာတော့ပြောင်းလာတယ်ခေလာကိုတော့ပြတော့မှဖြစ်နေပါလေခေလာငါဒီမှာကွာခေလာရဲ့ခေလာကြီးငါသွားပြီခေလာဟုတ်ပြန်ရောက်လာပြီနော်တတိယထားတာတယောက်သေးဝိုက်ပါမင်းငါ့ကိုကြည့်နေတာမင်းကြီးလာငါပြောခေလာမင်းတော့ပြောင်းလိုက်အောင်ခေလာမင်းတော့ကခေလာရဲ့ခေလာခေလာတွေ့ပါဒီရောခေလာတွေ့ပါကျေးဟာမင်းတို့မကြည့်မအောင်လို့ပြင်မယ်ဒီလားခေလာဒီလားအမခေါ်ပါလိလာမင်းကရိုးရိုးပြီလားခေလာမြဲတယ်ခေါ်ပါလိမမြင်ဘူးမင်းမဲနေဒီတော့တပည့်တဝက်လောက်ရခုံချလိုက်ခုံချတဝက်လောက်ရခုံချသေးလားခုံချတော့အကောင်တက်လာမှာခုံချအကောင်တက်လာခုံချလိုက်မလွတ်တယ်သူခုံချရင်မခုံချနဲ့ဒီမှာကောင်းပါလိကောင်းပါလိပြောပါရင်ကောင်းပါလိပြောသွားတယ်လေအေးတေတော့ခေလာရဲ့ဒီဘွဲလေးနိုင်ညလို့ပါခေလာရဲ့လောက်ပါနဲ့ခေလာရဲ့ဝိုးခေလာလာပြီးတော့တိုက်ခေလာရဲ့မြန်ထွန်းနေတာပဲခေလာမင်းပြောလိုက်လားငါမင်းကြီးကလာတယ်ငါတွေ့လိုက်ဟိုမှာအဘမများလေလို့နှစ်ယောက်သားပုံးနေတာအမခေလာလာပြီတွေ့လားခေလာအောင်စင်းလာပြီအိုးတိုင်းတက်ပြီဒီကျိုးတို့နေရာပိုက်ပါလားလို့တိုင်းရမလုပ်ပါနဲ့တိုင်းရတို့ကကိုင်းပါပြီလို့လုံးနေတော့10မိနစ်ပဲကြံတော့တယ်ဟုတ်ပါရဲ့ခေလာရဲ့တော့ရက်စက်နေနေငါတယောက်လည်းမရှိတာလားလို့ရိုက်ဖို့ကနေရလဲတခြားလူတွေတော့ရက်လေကွာခေလာလေမကြည့်ဘူးတော့ပြတယ်ခေလာလိုက်လို့မရဘူးပြရတယ်ကွာဒီလိုလေခေလာရဲ့လိုက်ပါနဲ့ခေလာလည်းစားတော့ကွာခေလာငါပဲရေသုံးလိုက်နေတာခေလာလိုက်ပါနဲ့ခေလာမြန်ထွန်းရပြီတော့မင်းသူကตายရနေတာဟိုထဲမှာငါတွေ့တယ်ငါလာပြီမင်းတို့ဖြက်စီတွေ့ရခေလာလေနင်ကအဲ့လိုမလုပ်နဲ့လို့ပြောတယ်လေခေလာရဲ့ခေလာရဲ့မလုပ်ပါနဲ့ခေလာရဲ့သေသွားပြီကွာငါသေသွားပြီ
no ရှောင်းရတယ်ကွာ no ဟာဆဲတယ်ငါတို့ဒီစာပါကြီးအဆဲတလိုင်းလားမသိဘူးကြည့်အောင်ပရိုလိုပဲဖတ်ကြည့်လိုက်တော့မှဒီကကောင်တော်မရိုင်းနဲ့ကောင်ဆဲတယ်တော့မရိုင်းတာဒီနာဒီစာပါတိတ်ပြီးတော့မဖြစ်ဘူးမရိုင်းဒါမြန်မာတွေဆိုးတဲ့စာပါမလို့မရိုင်းတာတော့မရိုင်းဆိုးတည်တာလေကောင်းပါလေဘာလို့တဲပုံလေးလိုက်စုပါမယ်နော်ဘယ်နားမှလည်းမပေးရမဟုတ်အိမ်ထဲမှာငါကန်ကောင်းရတာမငါ့မှာလှေကားတက်လိုက်တာလွတ်ပဲနဲ့သွားထိပါကွာမာတဲခုနကရရင်ကျွန်တော်ရဲ့အိုင်တော်ကြီးတပိမှဖြစ်ပါတယ်ကျွန်တော်ရဲ့အိုင်တော်ဟိုမှာနေနေဒီထဲမှာနေဒီမှာကျွန်တော်ရဲ့အိုင်တော်ဟိုမဟုတ်လေအေးရခဏလေးဒီမှာကျွန်တော်အိုင်တော်ကျွန်တော်တဲပေးလိုက်အောင်ဒီမှာတဲလေးလိုက်ကောက်လိုက်အောင်ကျွန်တော်ရဲ့အိုင်တော်ကြီးဒီမှာအိုင်တော်2ယောက်ရှိပါတယ်မ KTTT ဒါကျွန်တော်ရဲ့အဓိကအိုင်တော်ဒီမှာကျွန်တော်အိုင်တော်ပုံပေးနော်မိဒီမှာကျွန်တော်အိုင်တော်နဲ့တည်းပေးရောမင်းရောနောက်မငါအိုင်တော်ယူပေးဟောဒါ300ပြအောင်ပေးလိုက်ပါမယ်ပြီးရောနောက်မငါအိုင်တော်ယူပေးတယ်အော်ဒီတကောက်ခေလာကြတော့ဒီတကောက်ခေလာမင်းလားမသိမဟုတ်ပါဟုတ်လားဒီကောက်မင်းခေလာဟုတ်တယ်ဗျာ9000ခေလာမကြသေးငန်းကြီးကခေလာလာကြဟုတ်တယ်ဗျာခေလာတဲ့ကွာမင်းကလေးတော့ကံဟောဒီမှာခေလာငါတို့ကဘာလို့ဟိုထဲမပါသွားတာလဲဟုတ်လေငါတို့မှဟိုထဲရောက်အောင်ပါကြောက်ရဲ့ဘယ်လိုဖြစ်လာတော့ဟာဒီကငါညီခေလာပြောမှာမပါဘူးကွာမရိုင်းတာဘာပြီးတော့အမိုင်းမင်းလိုက်ကြတယ်ဒီကနေမှန်းဒီမှာအားရနေတော့နားနမဲလောက်ခေလာယူခဲ့ပြရတယ်နော်ညပြောင်းကြီးဆော့ရင်ညငါရောလာတယ်ဘဝိုင်းမလားမကြံခဲ့ကွာအဲ့တော့ကျွန်တော်အိုင်တော်ကြီးပေးဖို့အတွက်လိုက်ကောင်းမယ်လိုက်ကောင်းမယ်ဘာလို့မပါသွားတာလဲမသိဘူးကွာဒီမှာဘို့ဒါကြောက်ဆော